ရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်ဘက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်မှုချီတက်လာတဲ့အာဏာသိမ်းစစ်ကောင်စီရဲ့စစ်ကြောင်းကိုအာရခတ်တပ်တော် AA က AR တိုင်းအတွင်းမှာတင်အမိရကြားဖြတ်ဟန်တာပြီးအထိနာအောင်ချေမှုန်းနိုင်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာပသိမ်အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတခနဲ့တပ်မ66လက်အောက်ခံခလာရ1ခလာရ17ပူးပေါင်းစစ်ကြောင်းတွေကရခိုင်ရိုးမာကိုဖျက်ကျော်ပြီးဂွမြို့နယ်တဲကိုစစ်ကြောင်းဖြန့်ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်တွေဂွမြို့နယ်တဲကိုခြေမချနိုင်ခင်မှာတင်အေတပ်ဖွဲ့ဝင်တွေက AR တိုင်းရေးကြီးမြို့နယ်နဲ့တာပေါင်းမြို့နယ်အတွင်းမှာတပ်ကွင်းတွေကြိုတင်ဖော်ဆောင်ပြီးပြင်းပြင်းထန်ထန်တံပြန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရက်ဆက်ပြင်းထန်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်တွေဘက်ကအထိနာပြီးတေဆုံးထိခိုက်မှုအများအပြားရှိခဲ့ပါတယ်။ဒါတင်မကပဲစစ်ကောင်စီစစ်သားတွေရဲ့အလောင်းတွေနဲ့အတူလက်နက်ခဲယမ်းအမြောက်အများကိုပါ AA ဘက်ကသိမ်းဆည်းရမိခဲ့တာကြောင့်စစ်ကောင်စီစစ်ကြောင်းဟာရှေ့ဆက်မတိုးနိုင်တော့ပဲဖျို့ဖျဲနဲ့တက်ပြန်ဆုတ်ပြေးခဲ့ရပါတယ်။အခုလိုမျိုးမြေပြင်စစ်မျက်နှာပြင်အသီးသီးမှာအာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်တွေကိုရဲဝံ့စွန်စွားစွာနဲ့ဂျားဖြတ်ဟန်တာတိုက်ဖြတ်နိုင်ခဲ့တဲ့အာရခတပ်တော်ရဲ့ရှေ့တန်းစစ်သည်တော်တွေကို AAC ရုံးချုပ်ကနေအထူးလေးနဲ့စွာအတိမတ်ပြုပြီးဂုံပြူမှတ်တမ်းတင်စာလွှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စီရေးလေးလာသူတွေကတော့ AA ရဲ့ယခုလိုနေမီကျော်တံပြန်စစ်ဆင်မှုဟာစစ်ကောင်စီရဲ့စီရေးဗျူဟာကိုအကြီးအကျယ်ရိုက်ခတ်သွားစေပြီး AR တိုင်းနဲ့ပဲခူးတိုင်းအကြားကုန်းချောင်းဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါဖျက်တောက်သွားနိုင်တဲ့အခြေအနေရှိတယ်လို့သုံးသပ်နေကြပါတယ်။စင်ကဲကုတ်ကဲမှုကောင်းကောင်းနဲ့တိုက်ပွဲဝင်နိုင်ခဲ့တဲ့အာရခစစ်တီတော်တွေကိုမိမိတို့စီယုံချုပ်ကနေမှတ်တမ်းတင်ဂုံပြူအပ်ပါတယ်လို့အာရခတပ်တော် AA စီယုံချုပ်ကနေဂုံပြူမှတ်တမ်းတင်စာလွှာကို2026ခုနှစ်ဩဂတ်လ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်